တရဦးဒေတာတမရှိရဲ့ကလေးနဲ့မိသားစုတွေအတွက်ကိုဆက်လက်ပြီးတော့ကူညီပံ့ပိုးမှုတွေစတိုက်ပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာကျမတို့အနေနဲ့ကလေးတွေနဲ့ကိုယ်ဆောင်မိခင်တွေအတွက်ကျမရေးပြုမှုပြောင်းလဲရေးဆိုင်ရာအိမ်နိုင်ငံရောက်လက်ပတ်ပြီးတဲ့ခါကျပြုမှုပြောင်းလဲရေးဆိုင်ရာတွေလုပ်ခဲ့တဲ့အခါမှာအောင်မြင်မှုတွေအများကြီးရခဲ့ပါတယ်ဒီနှစ်တွေထဲမှာခက်ခဲတွေအများကြီးရှိတဲ့အတွက်ကလေးတွေရဲ့ပညာရေးအရေးသွေးတွေမြင့်တင်ဖို့အတွက်ကျမတို့ရှေ့နှစ်တွေမှာဆက်လက်ပြီးတော့လှုပ်ဆောင်သွားဖို့ရှိပါတယ်ရှင်မင်္ဂလာပါကျမကတော့မမျက်စုဖြစ်ပါတယ်ကျမကတော့တိုးတက်အောင်ထုတ်လုပ်သူအဖွဲ့ဝင်တဦးဖြစ်ပါတယ်ကျမတို့မြေပဲစိုက်ပါတယ်အရင်ကမြေဩဇာဝယ်မသုံးနိုင်လို့နွားချင်းနဲ့ပဲစိုက်ပါတယ်တဧကကိုထွန်းလုံး28တင်းနဲ့30လောက်ပဲရှိပါတယ်ပြီးခဲ့တဲ့နှစ်ကကျမတို့တိုးတက်အောင်အဖွဲ့ဝေါ်ဝီရှင်ကဓာတ်မြေဩဇာနဲ့ကြောက်ပုံတွေစိုက်ဖို့ပေးပြီးစိုက်ပြိုးတဲ့အခါတဧကကိုထွန်းလုံးကဆိုရင်40ကျော်ပါတယ်ထွန်းလုံးများတော့မိသားစုဝင်ငွေတိုးလာတာပေါ့ရှင်ဝေါ်ဝီရှင်ကခုလိုပေါင်းမှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာပါသမီးကတော့ကြောင်ဖြစ်ပါတယ်သမီးမိသားစုကထမ်းဆောင်ကလုပ်ကိုင်ပါတယ်ရှားတဲ့ငွေတွေနဲ့သမီးကျောင်းစရိတ်အတွက်ပံ့ပိုးပေးတဲ့အခါတခါတလေခောက်ခွဲတွေရှိခဲ့တယ်သမီးတို့ရွာမှာ SOD ဖွဲ့ပြီးဒီပညာဖွဲ့တွေကိုဖီရှင်ကပံ့ပိုးပေးခဲ့ပါတယ်အမေက SOD ထဲမှာပါပြီးစုကြည်ခွဲတဲ့အခါသမီးရဲ့အတွက်ကျောင်းဝတ်စုံနဲ့ကျောင်းစာအုပ်တွေကိုဝယ်ပေးခဲ့ပါတယ်အခုလိုသမီးတို့ရွာမှာ SOD ဒီပညာတွေကိုပံ့ပိုးပေးတဲ့ဖီရှင်ကိုကျေးဇူးတင်ပါတယ်